တော်ဆက်လည်နားတဲ့အချိန်မှာပေါ်ယူကနေရုပ်ရှင်ကားလေးတွေကြည့်ဖြစ်ပါတယ်ကျွန်တော်စိုက်ကားနားနေတဲ့အချိန်မှာပေါ်ယူကနေရုပ်ရှင်ကားလေးကြည့်ဖြစ်ပါတယ်ကျွန်တော်ကုန်ထားပြီးလုံသားစဉ်ပေါ်ယူရာရုပ်ရှင်ကားလေးကြည့်ဖြစ်ပါတယ်ဈေးရောင်းရင်းနဲ့လည်းဖော်ယူကနေရုပ်ရှင်စကားကြီးဖြစ်ပါတယ်ကျွန်တော်တို့ဖွင့်ပြသမားတွေလည်းကားနာတဲ့အချိန်မှာပေါ်ယူကနေရုပ်ရှင်ကားကြည့်ဖြစ်ပါတယ်ကျွန်တော်တို့တက်စီဒရိုင်ဘာကြီးလည်းနားနေရခိုက်တက်မှာပေါ်ယူလွှဲတဲ့ဇာတ်လမ်းလေးတွေကိုကျွန်တော်တို့ကြည့်ပြကြပါတယ်အားလုံးနဲ့အတူပေါ်ယူအားလုံးနဲ့အတူပေါ်ယူအားလုံးနဲ့ for you အားလုံးနဲ့အတူ for you အားလုံးနဲ့အတူပေါ်ယူ အားလုံးနဲ့အတူ for you အားလုံးနဲ့အတူ for you ရုပ်ရှင်ကြည့်မလားဇလန်းတွဲပဲကြည့်မလား for you နဲ့ဆိုရင်အရာရာအဆင်ပြေရယ်နော်